ကိုမင်းနဲ့မနင်တို့စနီးမောင်နဲ့အိမ်အောင်ကြတာတနေ့ကြုံတာရှိပါသေးတယ်။နှစ်ယောက်လုံးကအလုပ်ကိုစီနဲ့ဘွားကိုတိဆောက်နေကြစေမှုကလေးကိုစောလုံးနေသေးတယ်လို့ယူဆထားကြတယ်။ဒါပေမဲ့ခြံဝန်းချိန်နဲ့ဒီအိမ်လေးထဲမှာနှစ်ယောက်တည်းရှိနေတာကတခါတည်းမှာအထီးကျန်သူခံစားရတာကြောင့်အဖော်ရအောင်ခွေးလေးတစ်ကောင်မွေးမယ်လို့တိုင်ပင်ခဲ့ကြတယ်။ကိုမင်းကသူ့တငယ်ချင်းစီကခွေးပေါက်လေးတစ်ကောင်သွားခုတ်ဖို့ချိန်ဆထားတဲ့နေ့မနက်ခင်းမှာတော့ထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုစတင်ခဲ့ပါတယ်။ကိုမင်းကားတော့ကင်ပြီးအိမ်ရှိထွက်လာတဲ့ချိန်မှာပဲခြံတကားဝမှာအမွှေးပွားပွားဖြူဖြူလေးတစ်ကောင်ဝတ်နေတာကိုတွေ့လိုက်ရတယ်။ဟောဖြူဖြူလေးမင်းကဘယ်ရောက်လာလဲကွ။အဲ့ဒီဖြူဖြူလေးကကိုမင်းကိုမျက်လုံးဝိုင်းသားလေးနဲ့ပြန်ကြည့်ရင်အမီလီတရရလှုပ်ပြနေပါတယ်။အဲ့ဒီနောက်မှာတော့ကိုမင်းလည်းဝမ်းသာအာရနဲ့အိမ်ထဲကမှနှင်းကိုလှမ်းអော်ပါတော့တယ်။မိမလာကြည့်ပါအောင်ကွ။ဒုချန်ရှိမှခွေးလေးတစ်ကောင်ရောက်နေလို့ကိုမင်းလှမ်းអော်လိုက်တဲ့ကြောင့်မနှင်းလည်းအိမ်ထဲကနေပြေးထွက်လာပါတယ်။ထူးဆန်းတာအဲ့ခွေးမလေးကသူတို့မြင်တော့ဟောင်းနာကြောက်တာမျိုးလုံးဝမရှိပဲအမီလီတရရနဲ့သူတို့ခြေထောက်နာကိုတိုးဝေးလို့လာတာပါ။သူ့ရဲ့မျက်ဝန်းလေးတွေကအယမ်းဖော်ရွေပြီးတစုံတယောက်ကိုကြိုးစိုးနေတယ်လို့ပါပဲ။မနှင်းကကိုမင်းကိုစကားဆိုလိုက်ပါတယ်။ကိုခွေးလေးတော့မခေါ်နဲ့တော့လေအခုပဲဖြူလေးရောက်လာပြီဆိုတော့ तू ကဒိုးစီကိုရွေးချယ်ပြီးရောက်လာတာမဟုတ်လား။သူ့ကိုပဲမွေးကြရအောင်နော်။ကိုမင်းလည်းသဘောတူလိုက်ပြီးတငယ်ချင်းစီကိုငါစီကိုခွေးလေးတစ်ကောင်အလိုလိုရောက်လာလို့မင်းစီကခွေးလေးလာမခေါ်ပြတော့ဘူးဆိုပြီးချက်ချင်းအကြောင်းကြားလိုက်ပါတော့တယ်။အဲ့ဒီနေရာစားပြီးဖြူလေးကအိမ်ရဲ့မိသားစုဝင်ဖြစ်လို့လာပါတယ်။ဖြူလေးအိမ်ရောက်လာပြီးနောက်ပိုင်းသူတို့မိသားစုဘွားလေးပို့လို့ပြည့်စုံသွားပါတော့တယ်။ဖြူလေးကလူအရန်ခင်တက်တယ်လို့ဖော်ရလုံးပြီးချစ်စရာကောင်းတာကြောင့်ရက်ွက်ထဲသူတို့နေထိုင်ရအနီးတစ်ဝိုက်တော့ဖြူလေးကိုမသိသူမရှိအိမ်ကိုဧည့်သည်များလာရင်ဟောင်းဖို့နေနေတဲ့တာအမိလေးရမ်းပြီးအတင်းခုန်တက်နှုတ်ဆက်တက်သေးတာကိုမင်းအလုံနာတဲ့ရက်များဆိုတစ်ချိန်လုံးဖေးအဖြစ်သူနားမခွာထိုင်တော့အသားချင်းထိပြီးမှထိုင်နေရှိတဲ့ခလေးတခင်တွေအပြင်ကပြန်လာရင်အပြေးလေးကြိုတက်ပြီးဒုတ်ကလေးတစ်ချောင်းတေးရွက်ကလေးတစ်ရွက်အမိုင်လေးတစားတို့ကလည်းသူ့မြဲကြိုဆိုရင်ပေးလေးရှိတဲ့လက်ဆောင်လေးတွေပေါ့ဒီလိုအမူအရာလေးတွေကဖြူလေးရဲ့ချစ်ဆွဲကောင်းတဲ့အမူအကျင့်လေးကိုပိုလို့ပေါ်လွင်စေပါတယ်ကိုမင်းတို့တငယ်ချင်းများစုမိပြီးအိမ်မှာစကားပြောပြကြပြီဆိုရင်တော့ဖြူလေးကကိုမင်းပေါင်ပေါ်မှာထိုင်ဂျားထဲကနေသူနားလဲသလိုပုံစံမျိုးနဲ့နားထောင်ပြီးမျက်လုံးလေးကလဲနဲ့လိုက်ကြည့်နေတတ်သေးတာကိုမင်းတို့စမီးမောင်နှံကလည်းဖြူလေးကိုတမီးရင်းလေးလိုချစ်ခင်ယူဆိုင်ကြပါတယ်ဖြူလေးနဲ့သူ့တခင်တွေပျော်ရွှင်စွာနေထိုင်လာကြရင်နဲ့အချိန်လေးလည်းကုန်မမသိကုန်လို့လာပါတယ်ဖြူလေးလည်းအရွယ်ရောက်ရှိလို့လာတယ်အဲ့လိုပျော်ရွှင်စွာနေထိုင်လာကြရင်နဲ့တနေ့မှာတော့